အသက်30နဲ့40အောက်မှာသွေးတိုးခြင်းရလေလူငယ်သွေးတိုးပေါ်ရန် hypertension လို့ခေါ်တယ်သူကနှလုံးရောဂါဖြစ်နိုင်ခြေပုံများဆိုပြီးသူသိနာအဖြေတွေကပို့ထွက်လာပြီးသားပေါ့အရင်လည်းရှိငယ်စဉ်မှာသွေးတိုးရောဂါခံစားလို့ရှိရင်အကြောင်းရင်းကိုရှာပြီးမကုသအောင်ဆိုလို့ရှိရင်နာတာရှည်နှလုံးကြောက်ကလေဖြတ်ခြင်းတွေဖြစ်နိုင်တယ်ပေါ့ဒါ၄ရက်နေ့ကထွက်ထားတဲ့သူသိနာစာဆောင်ပေါ့နော်သူကဒီငယ်တဲ့ချိန်မှာသွေးပေါင်တားတက်လို့ရှိရင်ကြောက်ကနဲ့နှလုံးကတော့အန်ရများတယ်ပေါ့လေဖြတ်ခြင်းအပါဝင်ပေါ့နော်ဒါလေးကို awareness ပြအောင်လို့ကျွန်တော်ကဒီ post ကိုကျွန်တော်ပြောအားခြင်းဖြစ်တယ်နော်အခုနောက်ပိုင်းမှာလူငယ်တွေကအလုပ်ဖိစီးမှုတွေနော်ဆယ်စင်းတာကာလအတွင်းပေါ့နော်သူတွေးလို့ရှိရဆိုလို့ရှိရင်ဒီစနစ်အတွင်းတိကျမကုစဉ်နှလုံးဖြစ်နိုင်ခြေနှလုံးရောဂါပေါ့နာတာရှည်ဖြစ်နိုင်ခြေ29%နာတာရှည်ကြောက်ကဖြစ်နိုင်ခြေ22%နဲ့လေဖြတ်နိုင်ခြေ25%ရှိတယ်ဆိုတော့ခါကျတော့ကျွန်တော်တို့တွေကနေ့တူကပေါ့နော်အသက်18ကနေ39ဆိုတာဒါအလုပ် walking age လို့ခေါ်တာပေါ့စားသောက်မှုပုံစံနေထိုင်မှုပုံစံနေနဲ့အလုပ်ဖိစီးမှုကငါမဖြစ်နိုင်ပါဘူးငါတက်ငယ်ပါသေးတယ်ဒီယောဂါတွေကငါနဲ့မဆိုင်ပါဘူးဆိုပြီးတော့သဘောထားလိုက်လို့ရှိရင်တစ်ချိန်ကြာလို့ရှိရင်အသက်40ကျော်လာလို့ရှိရင်ပြဿနာအကြီးကျယ်ရှိရပေါ့အဆင့်1သွေးတိုးလောက်ကစနစ်တကျကုလိုက်မယ်ပြီးရင်လည်း lifestyle modification ပေါ့အစားအသောက်နေတိုင်းလေ့ကျင့်ခန်းအိတ်တာအစားပေါ့နော်ခြေတောက်တာအစားဒါတွေလုပ်လိုက်မယ်ဆိုရင်3လကနေ6လအတွင်းပြန်ပြီးတော့ကောင်းလာပြီးတော့ခုနကြတဲ့နှုန်းတွေအကုန်လုံးက0လောက်ကိုဖြစ်သွားမှာပေါ့နော်ဒီပုံမှာကြည့်မယ်ဆိုရင်3ပုံတပုံလောက်ကကိုယ့်ကိုသွေးလို့သွေးလို့မှမသိဘူးအဲ့ထက်မှ3ပုံတပုံလောက်ကသူ့ကိုယ်သူသွေးလို့ယောဂါကိုမကုဘူးအဲ့ထက်မှ3ပုံတပုံလောက်ကသွေးပေါင်180 130 80မှာအောက်ကိုမချနိုင်ဘူးပေါ့နော်ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကသွေးလို့မှာအဆင့်တွေခွဲထားလိုက်မယ်ဆိုရင် normal ကတော့120 80ပေါ့130 80ဆိုရင်ဒါတက်နေပြီအဲ့အောက်ကိုချမှရမယ်အဲ့တော့ high blood pressure stage 1ဆိုရင်140 90 stage 2ဆိုရင်ခုနပြော180ကနေပြီးတော့ခုနပြောသလို120တိတက်သွားမျိုးတွေဒါမျိုးတွေဖြစ်တာပေါ့နော်ဆိုတော့ဒီ180ကျော်သွားပြီဆိုရင်ဒါအမြင့်ဆုံးဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကများသောအားဖြင့်တော့ diastolic blood pressure ကို design systolic အပေါ်သွေးကိုပေါ့နော်130အောက်မှာထိန်းသိချင်တာပေါ့နော်130 80မှာအဲ့တော့ဒါကရေးကြီးတဲ့ issue တစ်ခုပဲပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာအဲ့လိုမျိုးမလုပ်ဘူးဆိုရင်သွေးတွေကခုနပြောသလိုသွေးရင်းအဆီတက်များနေလို့လားဒါမှမဟုတ်သူ့ရဲ့အခြေခံပေါ့နော်သွေးတွားခြင်းအကြောင်းကိုကျွန်တော်ကပြန်ရှာမဟော်မုန်းတွေပင်ကြီးမျှလို့လားဒါမှမဟုတ်အစားအသောက်ကြောင့်လားဒါကဝါလွန်နေလို့လားဒါမှမဟုတ်သူ့ရဲ့မျိုးဗီဇကြောင့်လားပေါ့သွေးတိုးတဲ့ပြဿနာကဘာလဲဆိုတော့နှလုံးနဲ့နှလုံးသွေးကြောတွေမှာအလုတ်ပုံနေလို့ပြောတဲ့အတွက်ကြောင့်ဒီမှာရှိရင်နှလုံးကြွက်သားရအောင်အခန်းလေးကန်းရှိရင်နှလုံးအထွက်ခန်းတအားညှရတဲ့အခါမှာနှလုံးကြီးပြီးတော့ခုနပြောသလို hypertrophic obstructive cardiomyopathy လို့ခေါ်တယ် cardiomyopathy တွေဖြစ်တယ်နော်ရုပ်တရက်နှလုံးအောင်ပြီးတည်သွားတယ်သွေးထဲမှာအဆီဓာတ်များလို့လား pressure တက်လို့လားသွေးရင်းတကြားတက်များပြီးစီးကြုံနဲ့ရောနေလို့လားဒါမှမဟုတ်မိသားစုမှာလည်းအရင်ကတည်းကမှသွေးရင်းအဆီဓာတ်များတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးနဲ့တည်တဲ့လူတွေအသက်20ကျော်လောက်မှရှိရနော်ဒီ၅ခုကိုသိရမယ်သွေးပေါင်120 80မှာထိန်းရမယ်ခန္ဓာကိုယ်ရဲ့ BMI 24အောက်ကိုရှိရမယ် total cholesterol ပေါ် total cholesterol 200အောက်ရှိရမယ်ခန္ဓာကိုယ်ရဲ့ဒီ race ပေါ့နော်ခါးနဲ့တင်တဲ့အချိုးကခုနပြောဒီချိုးတွေပေါ့နော်35 40အဲ့လောက်ကိုရှိနေရမယ်ပြီးလို့ရှိရင် blood sugar level 100အောက်ကိုရှိနေရမယ်ပေါ့နော်ကျွန်တော်ခါးကိုချက်တိုင်းလိုက်လို့ရှိရင်မိန်းကလေးဆို35ယောက်ျားလေးဆို40အောက်ကိုရှိဒါကသူတို့နိုင်ငံရဲ့ကျွန်တော်နိုင်ငံဒီတက်ပိုပြီးအောက်ကိုကြာမှာပေါ့နော်ပြောချင်တာ central fat ဆိုတာဘိုင်းမှာလာပြီးအစီအစုရင်အထက်က visceral fat တွေမှာများသွားတယ်အဲ့တော့အသက်18နှစ်လောက်မှာတေချာမကူးလိုက်လို့ရှိရင်နှလုံးပြဿနာတက်လို့ရှိရင်အသက်24လောက်မှာပြဿနာစလာရှင်ဒီဟာတွေကအသေးအံဖြစ်ပေါ့အဲ့တော့ကျွန်တော်တို့4ယောက်မှ1ယောက်ကသွေးတိုးကရှိတယ်3ယောက်1ယောက်အဲ့မှာသွေးတိုးကဒီနော်သေဆုံးကအသက်ကြီးလာတဲ့အထိမရောက်ဘဲနဲ့အရွယ်မတိုင်ပဲသေဆုံးရတဲ့တတိယ cost အကျဉ်းဆုံးပဲအဲ့တော့သွေးတိုးတာ30%လောက်ပိုတက်လာတဲ့အတွက်ကြောင့်မလို့လေဖြတ်တာတွေကလည်းများလာအုံနောက်နှလုံးကြောက်ကဒီ3ခုကဒီသွေးတိုးနဲ့ဆက်ညာဖြစ်တဲ့အတွက်သွေးတိုးပဲရှိနှလုံးပဲရှိကြောက်ကပဲဖြစ်လေပဲဖြစ်အခုလိုမျိုးရာသီဥတုပူနေတဲ့အချိန်မှာလည်းပိုဖြစ်နိုင်တယ်နော်ဒါလေးကို awareness စီပြီးကိုယ့်ကိုအမြဲတမ်းတန်တရားရှိပြီဆိုတာနဲ့စနစ်တကျဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသမှုခံယူပါကိုယ့်ရဲ့ life style ကိုလည်း modify လုပ်ပေးဖို့ကျွန်တော်အကြံပြုလိုပါတယ်ခင်ဗျာကျွန်မဒုက္ခနဲ့ပြေဆုံးပါစေ